ငယ်တဲ့ပွဲကြည့်ပြီးတော့ပေါ့နော်တင်းကောင်းတင်းပါတင်းကောင်းတင်းဆိုတော့စားလေခက်မဲ့အတင်းတင်းပေါ့နော်အဲ့တော့ဒီချာလေးသူတို့တင်းစားတဲ့နောက်ဆုံးစားကြတဲ့ရှုပ်ပြီးပွဲတွေကြည့်ပြီးတော့ကျွန်တော်ဒီချာလေးပြင်ဆင်တာပါရလက်ကောင်းတစ်ခုရဖို့တော့ကျွန်တော်အကောင်းဆုံးပြင်ဆင်တာသူတို့တင်းနောက်ဆုံးစားကြတဲ့ပွဲပေါ့နော်သူတို့နောက်ဆုံးစားတဲ့ပွဲစပိန်ဆိုတဲ့အတင်းနဲ့ရှုပ်ပြီးပွဲမှာစားတဲ့ပွဲလေးကြည့်သူတို့အတင်းဆိုလို့ရှိရင်ကျွန်တော် AFC ပွဲလေးပြိုင်တယ် AFC ပွဲမှာကျတော့သူတို့နိုင်ငံသား10ယောက်ကစားတယ်ဘန်းချ်မှာ3ယောက်ရှိတယ်အလုံးတူ13ယောက်လောက်ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ရှုပ်ပြီးကျတော့9ယောက်ကစားလို့ရတာ9ယောက်ကစားတာပေါ့သူတို့အပြည့်အဲ့လိုပုံစံမျိုးလေးဆိုတော့ရှုပ်ပြီးကန်တဲ့ပွဲလေးကြည့်ပြီးတော့ပြင်လာပါအခုကျွန်တော်တို့ကအခုရှုပ်ပြီးဆိုတော့ကလပ်တဲ့မှာတော့ကျွန်တော်ရှမ်းတဲ့ဒါပေမဲ့ရှမ်းဆိုတဲ့ဟာတစ်ခုလည်းမပြီးဘူးနော်ကျွန်တော်မြန်မာနိုင်ငံကိုပူဇော်ယူကစားတော့ဒါတော့ကျွန်တော်တို့မှာတာဝန်အများကြီးရှိပါတယ်တာဝန်လည်းကြီးတယ်အဲ့တော့အကောင်းဆုံးရလိုက်ရဖို့တော့ကျွန်တော်အကောင်းဆုံးတော့ကျွန်တော်ရှိတဲ့ပူဇော်ညံစာရှိတယ်လို့ပေါ့နော်ကျွန်တော် level နဲ့ကျွန်တော်အကောင်းဆုံးရလိုက်ရအောင်လုပ်သွားဖို့တော့ကျွန်တော်ပြင်ဆင်လာပါဒီပွဲကကျွန်တော်တို့အိမ်ကမှစားမယ်နောက်ဆုံးပွဲပေါ့နောက်ဆုံးပွဲဆိုတော့ကိုကွင်းပေါ့နော်ကိုအိမ်မှာကစားရတဲ့ပွဲမှာရက်စက်ကံရဖို့တော့ကျွန်တော်တို့ကြိုးစားဒီအားတော့ရှိပါတယ်နည်းနည်းများကျွန်တော်ဘလုံးသမားနီးပြအောင်ဒီဘလုံးဝဲနိုင်ဖို့တော့နိုင်လို့ရှိရင်လည်းဝေပြန်လာရလာပါဘူးနိုင်လို့ရှိရင်လည်းပြောကြတာအဲ့တော့ကျတော့ဘလုံးဝဲတိုင်းမှာတော့ဖိအားရှိပါတယ် all of us so tomorrow all of us are going to work together so that make sure that this will get better